လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအာရတဲ့ကန်တရားရဲ့တောင်ဘက်ရက်မှာအာလူခေါ်တဲ့လူမျိုးစုကြီးတစ်ခုရှိခဲ့ဖူးလေတာသူတို့ဟာဘယ်သူမှမစောက်ဖူးတဲ့အမြင်မဆုံးမျောစင်ကြီးတွေစောင်းနိုင်လောက်အောင်အင်းအားကြီးမှပြီးထွားကြိုင်ခဲ့ကြလိတဲ့ဒါပေမဲ့အဲ့ဒီအင်းအားတွေပေါ်ရင်မူပြီးအရှင်မြတ်ကိုမေဂျိုကရုပ်တုတွေကိုကိုးခွဲခဲ့ကြလေတာအဲ့ဒီချိန်မှာလာရှင်မြတ်ကသူတို့တွေကမစိတ်ထားနူးညံ့ဆုံးဘူးလိုက်စားလန်ကိုတမန်တော်ဖြီဝေးချင်ငယ်လေတဲ့အိုကိုလူပေါတော့လာရှင်မြတ်ကိုပဲကိုးခွဲကြပါအရှင်မြတ်ပေးထားတဲ့ကောင်းချီးတွေကိုကြည်သူကမပြစ်ကြပါနဲ့ဗျာမြတ်တာကိုရှိထားပြီးသူနာချခဲ့လေတာကြပေမဲ့အာတုမျိုးတွေကတော့နာမထောင်ခဲ့ကြပဲမင်းကငါတို့လူသားတယောက်ပဲငါတို့တက်တဲ့မာတဲ့သူဘယ်သူရှိနိုင်မလဲစူပြီးမောင်မစွာဖြန့်ပြောခဲ့ကြလေတဲ့ Who the lights la la nga say she let she the deep big baby သူတို့ကတော့ပြစ်ဒဏ်ကိုပဲတောင်းဆိုပြီးစိန်ခေါ်ခဲ့ကြလေတဲ့နောက်ဆုံးမှာတော့တဲ့တီမောင်းခေါင်ပြီး the deep big ချက်သူချရောက်လို့လာခဲ့လေတဲ့ဒါကိုတော့မနောင်တမရပဲပို့လို့တော့မောင်းမခဲ့ကြလေတဲ့ဒီနေ့မှာတော့ကောင်းကင်ယံမှာတင်းတိုင်းမဲကြီးတွေတက်လာမြင်သူတို့ကမိုးရွာတော့မယ်ဆိုပြီးဝန်တာအားရအော်ဟစ်ခဲ့ကြတာဒါပေမဲ့မဟုတ်ပဲလာရှင်ပြရဲ့ပြစ်ဒဏ်တာဖြစ်နေကြတာပြင်းထန်လာတဲ့လေမုန်တိုင်းကြီးဟာခုနေများတဲ့ရှိရတိုင်းသူတို့ရဲ့အင်ပါယာကြီးကိုအမြဲကတဲ့ရင်စင်သွားစေခဲ့တော့လီရာယုံကြည်သူနဲ့ငယ်နဲ့တမန်တော်ဟုကိုရှင်ခဲ့တင်ခဲ့လေပြီးမောင်မသူတို့ရဲ့မျိုးပြကြီးကတော့တုတ်တန်စားပြင်တွင်ကျဲရခဲ့လေပြီးဘလောက်ပဲအားကြီးမှစီမောင်မရဲ့ပြည့်စည်ရဆောင်ရဲ့ရှင်မြတ်ပေါ်ကျေးဇူးတည်ကချင်းကတာစင်မနဲ့အောင်မြင်ခြင်းဖြစ်ပေတာအမြဲတမ်းအောင်မြင်ခြင်းဖြစ်ပေတာ